ရင်ထင်းရဲတယောက်က အသစ်ထွက်ထားတဲ့အချိန်တိုင်းဆက်ကိုစမ်းသပ်နေအောင်မှာပဲတက္ကစီတစ်စီးကဝိခနဲဖြတ်မောင်းသွားတာကြောင့်စက်တောင်ပြတ်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအဝေးပြေးလမ်းပေါ်ကနောက်ထပ်ရဲတယောက်ကတော့အေးလူအေးတောက်နေတော့ပါသူဘာမှတောင်မတုတ်ပြန်နိုင်ခင်မှာပဲအဲ့ဒီတက္ကစီကလျှက်စီးလက်တလို့မျိုးတနာရီကီလိုမီတာ300နှုန်းနဲ့ဖြတ်မောင်းသွားပါတယ်ဒါကအချိန်ပြင်းုံတင်မကပဲပြန်တန်းနေရတဲ့တောင်တူနေပါပြီကားရဲ့အချိန်ကြောင့်ဖြစ်လာတဲ့လေဟုန်ကဘေးမှာရထားတဲ့ရဲဆိုင်ကယ်ကိုတောင်လဲကျသူအားစေခဲ့ပါတယ်တကယ်တော့အဲ့ဒီတက္ကစီပေါ်မှာအရေးပေါ်ခွဲစိတ်ဖို့လိုအပ်နေတဲ့လူနာတယောက်ပါလာတာပါအချိန်လူနေရတာကြောင့်ကားဆရာကဖြက်လန်းကနေမောင်းဖို့ဆုံးဖြတ်လိုက်ပေမဲ့မတော်တဆပြန်ကားကွင်းထဲရောက်သွားပါတယ်အရှိကပြန်ကားကိုလမ်းဖယ်ပေးဖို့ဟွန်းတီးပေမဲ့ပြန်ကားမောင်းသမားကဂယုမဆိုင်တဲ့အပြင်ကြော်တက်မရအောင်ပါပိတ်ဆို့ပါသေးတယ်ဒါပေမဲ့တက္ကစီဆရာကသူ့ရဲ့ကျွမ်းကျင်လုံးနဲ့ကားမောင်းတက်နဲ့ကွေးကောက်တဲ့လမ်းတွေကိုဒရေဆွဲပြီးကြော်တက်သွားတာကြောင့်ပြန်ကားသမားလည်းနောက်မှာပြက်ကျန်ရိတ်ခဲ့ပါတယ်ဒီလိုနဲ့သူဟာမီရွယ်ပဲကားပြိုင်ပွဲမှာအနိုင်ရသွားခဲ့တာပေါ့နောက်ဆုံးတော့ဆေးရုံကိုအမြန်ဆုံးရောက်သွားခဲ့ပေမဲ့ဆရာဝန်ကအချိန်မရှိတော့တာကြောင့်တက္ကစီပေါ်မှာပဲခွဲစိတ်မှုလုပ်ဖို့ဆုံးဖြတ်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူ့ရေးစားကဖုန်းဆက်လာပါတယ်လူနာရဲ့အော်ဟစ်တန်တွေကြောင့်အခြေအနေမှန်ကိုရှင်းပြဖို့သူ3နာရီလောက်တောင်အချိန်ပေးလိုက်ရပါတယ်ခွဲစိတ်မှုပြီးတာနဲ့သူဟာသူ့ရေးစားအိမ်ကိုအပြေးလွှားသွားခဲ့ပါတယ်ဒါကသူ့ရေးစားဖေနဲ့ပထမဆုံးအချိန်တွေ့ဆုံခြင်းလည်းဖြစ်ပါတယ်ဒါပေမဲ့အချိန်တွေအများကြီးနောက်ကျသွားတာကြောင့်ဗိုလ်ချုပ်တဦးဖြစ်တဲ့သူ့ရေးစားဖေဟာလေစိတ်ကိုတွားကြိုရမယ်ကာကွယ်ရေးဝန်ကြီးကိုကြိုဖို့အချိန်မမီတော့ပါဘူးလေရင်ကနောက်15မိနစ်ဆိုဆင်းတော့မှာဖြစ်ပေမဲ့ကားဆရာကတော့လေစိတ်ကို15မိနစ်အတွင်းအရောက်ဖို့ပေးနိုင်ကြောင်းယုံကြည်ချက်ပြည့်နဲ့ပြောလိုက်ပါတယ်စကားဆုံးမှာပဲသူဟာတက္ကစီကိုပြန်ကားမှုပြောင်းလိုက်ပြီးဗိုလ်ချုပ်ကိုတင်ကာလူစီကားတဲ့လမ်းမပေါ်မှာအချိန်ကုန်မောင်းထွက်သွားပါတော့တယ်လီဘာကိုအဆုံးထိနင်းလိုက်တာကြောင့်ဗိုလ်ချုပ်တောင်ချွေးစေးတွေပြန်လာရပါတယ်လေစိတ်ကိုရောက်တဲ့အချိန်မှာတော့လေရင်ကဆင်းသက်ဖို့ပြင်နေပါပြီဒါကိုမြင်တာနဲ့ကားဆရာကချက်ချင်းပဲဖြက်လန်းတစ်ခုရဲ့ချိုးကွေ့လိုက်ပြီးပြန်တန်းရေးမုတ်ကိုဖွင့်လိုက်ပါတယ်ကားဘေးကနေတောင်ပန်တွေထွက်လာပြီးကုန်းဆောင်တစ်ခုကနေလွင့်ပြန်တက်သွားခဲ့ပါတယ်လမ်းဘေးကရန်ထားတဲ့အတားအဆီးတွေကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့တက္ကစီနဲ့လေရင်ဟာတစ်ချိန်တည်းမှာပဲပြေးလမ်းပေါ်ကိုချောချောမောမောဆင်းသက်နိုင်ခဲ့ပါတော့တယ်